လူတိုင်းကအပြစ်သားတွေကြီးပဲငါတို့အားလုံးဟာကိုယ်စိတ်ကြိုက်မကောင်းမှုတွေကိုရွေးချယ်ကျူးလွန်ကြတဲ့အပြစ်သားတွေကြီးပဲကိုယ်လက်ခံနိုင်တဲ့မကောင်းမှုတွေကိုတော့အပြစ်လို့မမြင်ပဲကိုယ်နဲ့မကိုက်ညီတဲ့မကောင်းမှုတွေကိုကျူးလွန်တဲ့သူတွေကိုကြတော့အပြစ်သားတွေလို့ဝေဖန်တတ်ကြတယ်မင်းကလိန်ညာတတ်ပေမဲ့ဖောက်ပြန်တဲ့သူကိုတော့ယွန့်ရှားပြတယ်မင်းကဖောက်ပြန်တတ်ပေမဲ့တခိုးကိုတော့တရားဟောခြင်းတယ်မင်းကခိုးယူတတ်ပေမဲ့မူရစ်ဆေးဆွဲနေသူကိုအောက်တန်းစားလို့တတ်မှတ်တယ်လူတိုင်းဟာကိုယ်ပိုင်မြင်းတကြောင်းကိုကိုယ်တိုင်ဆွဲထားကြပြီးအဲ့ဒီမြင်းရဲ့မှန်ကန်တဲ့ဘက်ချမ်းမှာငါရက်နေတာပါဆိုပြီးကိုလိန်ညာနေကြတာငါတို့အားလုံးမှာကိုတိတ်တဆိတ်ခွင့်ပြုထားတဲ့အမှားတွေရှိကြတယ်ကိုလုတ်တဲ့အခါကျတော့အခြေအနေအရောက်ပါဆိုတဲ့စင်ချေတွေနဲ့ခွင့်လွှတ်လိုက်ကြတယ်ဒါပေမဲ့တခြားတယောက်ကငါတို့တတ်မှတ်ထားတဲ့မြင်းကိုကြော်လာသည်ဆိုတာနဲ့ငါတို့ဟာချက်ချင်းကိုကျင့်တရားစောင့်ထိန်သူကြီးတွေအဖြစ်ဟန်ဆောင်ပြီးလက်ညှိုးထိုးကြတော့တာပဲတကယ်တော့ငါတို့အားလုံးဟာတနေရာထဲမှာအတူတူရက်နေကြပြီးကွဲပြားတာကတော့ငါတို့ကျူးလွန်တဲ့မကောင်းမှုတွေနဲ့ကိုယ့်အမှားကိုမမြင်နိုင်တဲ့မျက်ကွယ်ပြုမှုလေးတွေပဲတခြားသူရဲ့ရွေးချယ်မှုတွေကိုမင်းလက်ညှိုးမထိုးခင်တနေရာမှာတယောက်ကလည်းမင်းရဲ့အမှားတွေကိုမင်းလိုမျိုးပဲဝေဖန်အပြစ်တင်နေလိမ့်မယ်ဆိုတာတတိယပါငါတို့အားလုံးဟာမျက်နှာဖုံးကိုယ်စီနဲ့အပြစ်သားတွေပဲ